နေဘက်မှာတော့သူမကအိုးမဲ့အိမ်မဲ့တောင်းရမ်းသူတယောက်ပါညာဘက်မှာတော့စတုရမ်းမိတာရှစ်သူညကျဲဝန်းတဲ့သူမရဲ့စံအိမ်ကြီးစီအိတ်ဆက်ဖို့ပြန်လာလေးရှိပါတယ်သူမရဲ့စီးစိမ်ဥစ္စာကိုမမတ်မောတဲ့ချစ်သူတယောက်ရှာတွေ့ဖို့အတွက်ဒီလိုတွေလှုပ်ဆောင်ခဲ့တာပါဒါပေမဲ့လမ်းပေါ်မှာ3ရက်တိုင်တောင်းရမ်းပြီးတဲ့နောက်မှာတော့သူမသဘောကျတဲ့သူတယောက်မှမတွေ့ခဲ့ရပါဘူးသူမလက်လျှော့တော့မဲ့အချိန်မှာပဲလူငယ်တယောက်ဖြစ်သွားပြီးသူမကိုတနာသွားတာကြောင့်ဘဝရိုးတက်ဖို့အတွက်ငွေတန်းပေးခဲ့ပါတယ်ဒါပေမဲ့သူမမျှော်လင့်မထားတာကခဏဆောင်ပါဦးကျမအလာကားကူညီတာကိုလက်မခံပါဘူးရှင်ဖြစ်ချင်တဲ့အိမ်မက်တစ်ခုပြောပြရင်ကျမအကောင့်ထဲပေါ်ပေးပါမယ်။ဘာမင်းကငါအိမ်မက်ကိုအကောင့်ထဲပေါ်ပေးမလို့လား။ဟုတ်ပါတယ်ရှင်ဖြစ်ချင်တာကိုကျမအကောင့်ထဲပေါ်ပေးပါမယ်။မင်းမဝတ်ဖို့အဝတ်စားတောင်ကောင်းကောင်းမရှိဘူးစားစရာလည်းမရှိသလိုကိုတောင်မကူညီနိုင်ဘူးလေ။ငါအိမ်မက်ကိုဘလို့အကောင့်ထဲပေါ်ပေးမှလဲ။ကြိုက်တဲ့အိမ်မက်ဖြစ်ပါတယ်။မင်းကလေးရဲ့အလောက်ကင်ကောင်းတစ်ခုပဲရှာလိုက်ပါစကားလာကားပြောပြီးရှောက်မလို့ရှာပါနဲ့။ဒီကဘာကြီးကတကယ်ပဲယုံကြည်မှုမဲ့နေပြီပဲ။ဒါပေမဲ့အခါအားလျော်စွာယုံကြည်ပေးလိုက်တာကပဲတခုတည်းသောကဲတင်ခြင်းဖြစ်သွားတတ်ပါတယ်။မင်းပါပြောလိုက်တာလဲ။ရှင်ယုံကြည်တာကိုဆွတ်လွတ်လိုက်တဲ့အခိုက်အတန့်မှာပဲမျောလင်းချက်အားလုံးကုံဆုံးသွားပြီလို့ကျမပြောတာပါတကယ်လားဒါဆိုရင်လည်းကောင်းပြီမင်းပါလုံးနိုင်မလဲဆိုတာငါကြည့်ချင်သေးတယ်ငါရဲ့အိမ်မက်ကတော့ငါ့ကိုယောဂပြောက်ကင်းတက်တာသွားဖို့ပဲမင်းလုပ်ပေးနိုင်မလားကျမဘလို့အိမ်မက်မဆိုအကောင့်ထဲပေါ်ပေးနိုင်ပါတယ်ရှေ့ကြံပေးရတူရအောင်လုပ်ပေးပြီးရှင့်ကိုကဘာပေါ်မှာအတော့ပစုံစွမ်းဆောင်နိုင်သူဖြစ်အောင်လုပ်ပေးတာမျိုးထိပေါ့ငါဒါတွေမလိုအပ်ပါဘူးငါ့ကိုယောဂတက်တာသွားဖို့ပဲလိုချင်တာပါရှင့်အတွက်ဘာမှမတောင်းဆိုချင်တာတေချာပြီလားတေချာပါတယ်ငါနဲ့ငါ့ကိုကအတူတူကြီးပြင်းလာခဲ့ကြတာကဘာပေါ်ကစီးစိမ်ဥစ္စာနဲ့ဂုံတိတ်ခါတွေအကုန်လုံးကအကိုရဲ့ကျမ်းမာရေးလောက်အရေးမကြီးပါဘူး။ကောင်းပါပြီဒါဆိုရင်ရှင့်အိမ်မက်ကိုအခုချက်ချင်းအကောင့်ထဲပေါ်ပေးပါမယ်။ဒုတိယသားတောင်းရမ်းသူတယောက်ကိုဒီစီပါလို့ခေါ်လာတာလေ။အဖေသူမကအကိုယောဂါကိုကုပေးနိုင်တယ်လို့ပြောလို့ပါ။ဘာသူမကကုပေးနိုင်တယ်ဟုတ်လား။ဟုတ်ပါတယ်သူမကုပေးနိုင်တယ်လို့ပြောပါတယ်။ပောက်ကရတွေသူမပြောသမျှကိုမင်းကယုံနေတာလား။ဘယ်တော့မှအဲ့ဒီလောက်အလွယ်တကူယုံတတ်တဲ့စိတ်ပြောက်မှာလဲ။ဟုတ်တယ်လေတောင်းရမ်းသူတယောက်ကပါယောဂါကုပေးနိုင်တယ်ဆိုရင်စိတ်ပညာသင်ခဲ့တဲ့နှစ်ပေါင်းများစွာကဘာလို့ဖို့လဲ။ကြည့်ရတာတောင်းရမ်းသူနဲ့တူပေမဲ့တကယ်တော့လိမ့်လေသူပဲဖြစ်ရမယ်။လွန်ခဲ့တဲ့နှစ်9000ကလေးကရှေးလူကြီးတွေကအသွင်ပြင်ဆိုတာလှည့်စားတတ်တယ်လို့ပြောခဲ့ကြပြီးမမြင်တတ်တဲ့သူတွေကိုသတိပေးခဲ့ကြပါတယ်။ဒါတောင်မှလူတွေကမိုင်မဲနေတော့မယ်။ဒါကလူသားမျိုးနွယ်လူနေမှုစနစ်အတွက်အဆက်ခွဲတာပဲ။ဟန်ဆောင်နေတာတွေတော်လိုက်တော့ရှက်မိသားစုကဒါရှာမှအချမ်းသာဆုံးပဲ။ဒီမှာလာလိမ်ဖို့စ조사ရင်နင်နောက်ထပ်ဘယ်တော့မှတောင်းရလို့တော့မရတော့အောင်ငါလုပ်ပြမယ်။သူမကတခင်လေးနဲ့လက်ထပ်ပြီးစီးစိမ်ခံခြင်းယုံမဲဆိုတာမြင်တာပါတယ်။အခုမှပဲဖားတကောင်ကငှက်ဝမ်းပဲသားစားခြင်းနဲ့ဆိုတာဘာလဲဆိုတာငါသဘောပေါက်တော့တယ်။တော်ပြီဒီမိမကိုဒီကနေမောင်းထုတ်လိုက်ကြစမ်း။ဘယ်သူမှမလုံနဲ့တတိယသားမင်းပါလုံနေတာလဲအဖေအကိုသတိမရတာရက်တော်ကြာပြီဆရာဝန်ကောင်းတွေတောင်မကူညီနိုင်ခဲ့ကြဘူးသူမကူပေးနိုင်တယ်လို့ပြောနေမှတော့သူမကိုစမ်းကြည့်ခွင့်ပေးတင်တယ်လို့ထင်ပါတယ်တကယ်လို့လိန်လေသူဖြစ်နေခဲ့ရင်နောက်မှသူမကိုအပြစ်ပေးလို့ရတာပဲနာမင်းကိုအခွင့်အရေးတစ်ခုပေးမယ်ဒါပေမဲ့မင်းမအရေးချင်းမရှိရင်နောက်ဆက်တွဲပြဿနာတွေကိုမင်းတာဝန်ယူရလိမ့်မယ်